အသိဉာဏ်နေတဲ့လူကကြွားဝါတတ်ခြင်းကိုခုံမင်းနဲ့ဉာဏ်ပညာနေတဲ့လူကဒေါသထွက်ပြီးပောက်ကွဲလွယ်တယ်စိတ်သက်သေးသိမ်သူကသူတစ်ပါးအတင်းပြောတာဝါသနာပါတယ်ကြောက်တဲ့လွန်အားကြီးသူကကိုယ်ဘလောက်ခွန်အားကြီးကြောင်းပြသတယ်အတ္တကြီးသူကကိုယ်အကျိုးပဲကိုကြည့်တယ်စိတ်မလုံခြုံတဲ့သူကသူတစ်ပါးကိုအကြောင်းမဲ့ရန်ရှာတယ်ဘဟုတုတနဲသူကငါအတော်ဆုံးငါအတက်ဆုံးလို့ထင်တယ်ပညာတတ်ချင်အောင်မဆောင်ပါနဲ့ပညာရှင်နဲ့တွေ့ရင်ပို့ပြီးအရှက်ရလိမ့်မယ်အရေးအချင်းရှိချင်အောင်မဆောင်ပါနဲ့တက်သည့်နားလေတဲ့သူနဲ့တွေ့ရင်ပို့ပြီးအရှက်ကွဲလိမ့်မယ်ချမ်းသာခြင်းအောင်မဆောင်ပါနဲ့ဒိတ်ဒိတ်ကျဲနဲ့တွေ့ရင်ပို့ပြီးမျက်နှာငယ်ရမယ်ဘဝဟာရိုးရှင်းလေလှပလေပါရိုးရှင်းလေကြက်တည်ရှိလေပါဘဝမှာဟန်ဆောင်မှုမလိုပါဘူးအရှိကိုအရှိအတိုင်းရိုးသားဖို့ပဲလိုအပ်တာပါသူတစ်ပါးဟာတိုက်ရင်မောခြင်းမခံရအောင်အတိတ်ပဲမဲ့အရှက်မရလေအောင်အတတ်နိုင်ဆုံးရိုးသားရအောင်ပါ